ကိုရောကျွန်တော်တို့တရားခေါင်းချောထပ်မှုတော့မယ်ခင်ဗျာဒီခေါင်းကျတော့ကျွန်တော်တစ်ခါတည်းပြမှုပါမယ်ခင်ဗျာဒီခေါင်းကျတော့ခုနတရားရခိုင်လုံးဒီဝါမှုပါမယ်ခင်ဗျာလက်ဒီသွားလာပါမယ်ခင်ဗျာဒီသွားလာလုပ်ပါမယ်ခင်ဗျာဒီခေါင်းကျတော့လက်ဒီသွားလာတပ်ဖို့လိုပါခင်ဗျာဓမ္မကာယဝေဒနာဒီတော့ဒီလာပါမယ်ခင်ဗျာဒီလုံးကတော့မငယ်တော့တွေ့ရှိမယ်လို့ထင်ပါတယ်ခင်ဗျာကျွန်တော်တင်ထားတဲ့လောက်နဲ့ထားတဲ့လောက်တော့ကျွန်တော်ပြန်ပြီးမြောက်ပြီးကင်းတဲ့ဖြစ်ပါတယ်ခင်ဗျာဒီလိုတကယ်တော့အကျိုးရှိမယ်လို့